YD Channel ကိုအားပေးနားဆင်နေကြတဲ့ပြည်သက်များအလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ပရလောကဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာပြည်သက်ကြီးတို့နားဆင်ရမှာကတော့စာရေးသူလင်းဆက်ရာရေးသားထားတဲ့တရေလိုက်တဲ့ညဆိုတဲ့ဇလံလေးကိုပြည်သက်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပြည်သက်များရှင်ဒါဆိုရင်တော့ပြည်သက်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇလံလေးကိုအခုပဲစတင်လိုက်ပါပြီကျွန်တော်ကိုရွာကလူတွေကကိုဆက်စုတယ်ဗျာတကယ်ကကျွန်တော်ကဆက်စုတာမဟုတ်ပါဘူးလေးလာတာပါလူဆိုတာကိုမသိတဲ့ຢာကိုလေးလာရမယ်လေဗျာမဟုတ်ပေဘူးလားဒါကိုဆက်စုတယ်တဲ့ပြီးတော့တရေဆိုတာတကယ်ရှိလားလို့မေးရင်ကျွန်တော်ကတော့တကယ်ရှိတယ်လို့ထင်မိပါတယ်ဘာလို့လဲဆိုတော့31ပုံဆိုတာရှိတယ်လေမဟုတ်ပေဘူးလားမြမပုံ20နတ်ပုံ6လူပုံ1အပေပုံ4လို့ဆိုထားတယ်မဟုတ်ပါလားတချို့ကတော့မရှိဘူးမယုံဘူးဆိုတဲ့လူတွေကိုလည်းတွေ့ဘူးပါတယ်သူတို့နဲ့လည်းမငင်းချင်ပါဘူးဗျာလူဆိုတာကကိုတန်ရာကိုယုံကြည်တတ်တာပဲမဟုတ်လားကျွန်တော်တို့ရွာမှာကတရေလျှောက်တယ်ဆိုတာမရှိသလောက်ပါပဲတရေလျှောက်တယ်လို့လည်းမကြားမိခဲ့ပါဘူးဒါပေမဲ့တလောကကြုံခဲ့ရပုံကတော့တော်တော်ကြက်သိမ်းထစရာကောင်းလာပါတယ်ကြုံခဲ့သူကတော့ကိုတာလာပါသူကြုံခဲ့တဲ့ညကတော့သူ့ခမညာကြောက်နေကြလို့ကျွန်တော်လည်းမမေးဖြစ်ခဲ့ပါဘူးကျွန်တော်ဆိုတာကလည်းသိကြတဲ့အတိုင်းပဲတိတိကျကျသိရမှစောင်းရင်အိပ်ပျော်တဲ့ကောင်လေးဒီတော့နောက်တနေ့မနက်မှာကိုတာလာအိမ်ကိုသွားပြီးတော့မေးကြည့်ခဲ့တာပေါ့ဗျာသူပြောပြတာကလည်းကျွန်တော်တောင်ကြောရိုးတဲ့စိတ်မီကြက်သိမ်းထားမိတာပေါ့ဖြစ်ပုံကဒီလိုဗျတညမှာပေါ့အချိန်ကတော့ည8 နာရီလောက်ရှိနေပါပြီကျွန်တော်လည်းပြင်းပြင်းချိတာနဲ့ဟိုတွေးဒီငေးနဲ့အိပ်ရာထမှာလူလိမ့်နေတာပေါ့ရွာမှာကဗီဒီယိုရုံတော့ရှိပါတယ်ရွာကလူတော်တော်များများကလည်းညရောက်ရင်တော့ဗီဒီယိုရုံကိုတွားကြည့်တတ်ကြပါတယ်ဒီညမှာလည်းအိမ်ကအဖေနဲ့အမေလည်းတွားကြည့်ကြပြီးတော့ကျွန်တော်ကတော့ဒီညမှာပြတဲ့ကားကိုတိတ်မကြိုက်တော့အိမ်မှာပဲအိမ်ဆောက်ပြစ်ကျက်နေတာပေါ့ဒီလိုနဲ့ကျွန်တော်လည်းအိပ်ရာပေါ်မှာလဲနေရင်မိန်းကနေဖြစ်သွားတဲ့အချိန်မှာတော့နားထဲမှာစူးစူးညံ့ညံ့အတန်တွေကိုကြားလိုက်ရပြီးတော့ဖြက်ကနေနိုးလာလေတော့ဘာဖြစ်တာလဲမသိဘူးဆိုကနားဆွင့်ကြည့်လိုက်မိပါတယ်အဲ့ဒီစူညံ့အတန်တွေကြားနေရတာကကိုတာလာတို့အိမ်ဘက်ကအတန်တွေပါပဲဒီတော့ကျွန်တော်လည်းလူလဲထားလိုက်ပြီးတော့စိတ်ဝင်တစားနဲ့အိမ်ပြင်ကိုထွက်ကြည့်လိုက်ပါတယ်ကိုတာလာတို့အိမ်မှာကဘက်ထရီမီသီးတွေထွန်းထားပြီးတော့လူတွေလည်းယုံစွစွနဲ့တွေ့နေရပါတယ်ကျွန်တော်တို့အိမ်နဲ့ကိုတာလာတို့အိမ်ကလည်းမဝေးလိတော့တွေ့နေရပါတယ်ဒီတော့ကျွန်တော်လည်းအပြေးလွှာသွားကြည့်မိတာပေါ့ကိုတာလာဆိုတာကအမေတစ်ခုသားတစ်ခုရဲ့ပါအလုပ်ကတော့တောင်ရပဲလုပ်တာပေါ့ကျွန်တော်ရောက်သွားတော့ကိုတာလာအိမ်မှာလူတွေတော်တော်များများကိုတွေ့လိုက်ရပြီးတော့ကိုတာလာအမေကတော့သူ့သားကိုရက်တောင်နဲ့ခတ်ပေးလိုက်ရေတိုက်လိုက်နဲ့ပြရခတ်နေလေတယ်ကိုတာလာကိုကြည့်လိုက်တော့လေဇော်ချွေးတွေပြန်နေကမောနေတယ်လို့မျိုးကိုတွေ့နေရတယ်ကိုတာလာခမဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့တခုခုတွေးပြီးကြောက်နေပုံမျိုးပါဒီအချိန်မှာပဲကျွန်တော်ကလေတန်တီးတူးနဲ့အနားမှာရှိတဲ့လူတယောက်ကိုတာလာကဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်အကျယ်ကြီးလည်းမပြောရဘူးလေဗျာအားလုံးကပြရခတ်နေလေတော့ကျွန်တော်လည်းခတ်တိုးပဲမေးလိုက်တာပါဒီတော့ဘေးနားကလူကကျွန်တော်ကိုမျက်စောင်းခဲကြည့်လိုက်ပြီးတော့ပြန်ပြောပါတယ်ဟဲ့ချက်ကြီးနင်းဟာလေဆက်စုပြန်ပြီတာလာကတရေလျှောက်ခံရလို့တဲ့တရေလို့អော်ပြီးပြေးလာတာတဲ့ဟဲ့ကျန်တာတော့ငါလည်းမသိသေးဘူးအော်သွားမိတာပေါ့ရွာမှာကတရေလျှောက်တယ်လို့မကြုံဘူးကြတာပဲဒီတော့ကျွန်တော်လည်းသိချင်နေပြီမဲ့ဒီညတော့မေးလို့မဖြစ်ဘူးမနေ့ကျရင်တော့အကျိုးချောင်းသိရအောင်မေးကြည့်အောင်မဆိုပြီးတွေးကအိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ်အိမ်ပြန်တဲ့လမ်းမှာတော့ကိုတာလာကိုတရေလျှောက်လိုက်တယ်ဆိုတဲ့အတွေးကြီးကစိတ်ထဲမှာဆွဲလို့နေပါတယ်ညမောင်မောင်မှာတနေရာကနေကျွန်တော်ကိုစိုက်ကြည့်နေတယ်လို့တရားရောက်ကပဲကြည့်နေတယ်လို့နဲ့မလုံမလဲဖြစ်မိပါသေးတယ်လူစိတ်ဆိုတာကလည်းအခက်သားဗျတရေလျှောက်တယ်ဟေးလို့ကြားလိုက်တာနဲ့သူ့အလိုလိုကြက်သိန်းတွေထားလာကတွေးပြီးတော့ကြောက်တတ်တာတဘာဝပေါ့ဗျာအိမ်ပြန်ရောက်တဲ့အခါမှာလည်းအိယာထဲမှာလူလေးနေရင်နဲ့တွေးမိတာကတရေအကြောင်းပါဒီတရေကဘလို့များလျှောက်လိုက်လို့ကိုတာလာကဒီလောက်ကြီးကြောက်သွားရတာလေပေါ့အဲ့ဒီနေရာမှာငါသားဆိုရင်ဆိုတဲ့အတွေးကိုတွေးမိလိုက်တော့ကြက်သိန်းတစ်ပြင်းပြင်းထပ်လာရပါတယ်ခဏကြာမှာပဲအဖေနဲ့အမေပြန်ရောက်လာတော့ကျွန်တော်လည်းတိတ်ပြီးတော့မကြောက်မိတော့ပါဘူးအဖော်ချိပြီလေဗျာနောက်တော့လေဟိုလင်းဒီလိန်ဟိုတွေးတီတွေနဲ့ပဲအိပ်ပျော်သွားပါတယ်မနက်နိုးလာတော့နေတောင်အတော်မြင့်နေပါပြီဒီတော့အိပ်ရာထဲကနေလူထဲထပြီးတော့အိမ်ထဲကိုကြည့်လိုက်တော့အမေကပဲတွေရွေးနေတာကိုတွေးလိုက်ပါတယ်ကျွန်တော်ကမြင်တော့ကိုတော်ချော့နိုးပြီလားအမေကမျက်စောင်းခင်းနဲ့ကျွန်တော်ကိုလှမ်းပြောနေတာပါဒီတော့ကျွန်တော်လည်းမျက်နှာကိုအချုံဆုံးပြုံးလိုက်ကညာကအိတ်မပြောလို့ပါအမေရဲ့အဲ့ဒါကြောင့်အခုမှနိုးတာငါသိပါတယ်အဲ့ဒါကြောင့်လည်းမနိုးတာပါနေဖေတော့ຢာထဲဆင်းသွားပြီနေလေထမင်းစားပြီးမှသာနေလိုက်သွားတော့အမေကဒီလိုပြောလိုက်တော့ကျွန်တော်လည်းပျော်သွားပါတယ်အလုံးမလို့ရှင်လို့တော့မဟုတ်ပါဘူးကိုတာလာအကြောင်းကိုသိချင်လို့
မနှက်ကြရင်မေးရမယ်ဆိုပြီးတွေးထားတာကြောင့်နေ့လယ်မှရတဲ့သွားရမယ်ဆိုတော့အတော်ပဲပေါ့ဗျာဒီတော့မျက်နှာသိပ်ပြီးတော့ထမင်းကျန်းနဲ့ပဲပြုတ်စီစံကိုခက်မြက်မြန်လေးစားပြီးကိုတာလာတို့အိမ်ဘက်ကိုရောက်ခဲ့ပါတယ်ကျွန်တော်လည်းရှောင်းဝါးကနေဘသူရှိနေမလဲဆိုတာကိုအကဲခက်ပြီးတော့ကြည့်နေလိုက်ပါတယ်ဒီတော့မှအိမ်ထဲမှာတွေ့ရတာကကိုတာလာတယောက်ကိုပဲတွေ့နေရပါတယ်ဒီတော့မှဝမ်းသာအားရဖြစ်ပြီးအိမ်ထဲကိုဝင်လိုက်ပါတယ်ရွာမှာကတယောက်နဲ့တယောက်သိနေကြလေတော့ဒီလိုဝင်ထွက်လို့လည်းအပြစ်မတင်ကြဘူးပေါ့အိမ်ထဲကိုရောက်သွားတော့ကိုတာလာကရင်နွေးချမ်းထိုင်တောက်နေတာကိုတွေ့လိုက်ပါတယ်သူ့ပုံစံကတော့ညာခါနဲ့မတော်ဘဲနဲ့အေးအေးဆေးဆေးပါပဲကျွန်တော်ဝင်လာတာကိုလည်းတွေ့လိုက်ရောလှမ်းပြောလိုက်ပါတယ်ဟာချက်ကြီးပါလားဆိုပါအောင်ဟာကိုတာလာကလေကျွန်တော်တချင်းဆိုတတ်ပါဘူးဗျကဲမင်းကလည်းနောက်တော့မေးဘာလဲပြောလို့မေးတာဟာဟဲတိပါတယ်ဗျာကိုတာလာဘာမှပြောမလဲလို့ဒီတော့ကိုတာလာကရေကြဲကြဲလောက်ကငါသိပါတယ်ကွာနောက်ထားပါမလားစပုအလားထူလို့အံ့ဩနေတာကွာအော်မေးစရာရှိလို့ပါဗျကျွန်တော်လေဘယ်ကဘလို့မေးရမလဲဆိုတာကိုစဉ်းစားနေပြီးတော့မေးလို့ကောင်းမကောင်းစဉ်းစားနေခဲ့ပါတယ်တီးတာသိချင်တာဘယ်ကစပြောရမှန်းမသိဘူးဗျသူများအကြောင်းဆိုတော့ကောင်းမမလားဆိုပြီးတွေးမိလိုက်တာပေါ့ဒီတော့ကိုတာလာကအလိုက်တသိနဲ့ပြောပါတယ်မင်းဘာဆက်ဆုမလို့လဲပြောအေကာနာတော့ဘာလဲညကအကြောင်းလားကျွန်တော်လေသူပြောတာမှန်နေတော့ပြုံးစစ်စီပဲလုံနေလိုက်ပါတယ်ဒီတော့သူကပဲဆက်ပြောပါတယ်အေးငါပြောပြပါမယ်ကွာငါလည်းညကတော်တော်ကြောက်သွားတာကွာရွာမှာကဒီလို၆ထာလန်တာတခါမှမကြုံဘူးလေကွာအင်းပြဟုတ်တယ်နော်ပြောပြပါဗျာဘဟုတုရရတာပေါ့ပြီးတော့ကျွန်တော်လည်းစိတ်ဝင်စားလို့ပါအေးပါကွာပြောပြပါမယ်ဒီလိုကွာအဲ့ဒီလိုပြောပြီးအစစီကညကဖြစ်ဖြစ်ပုံကိုခရီးစိတ်တွင်းကြပြီးပြန်ပြောပါတော့တယ်တာလာတယောက်ညနေတည်းကတစ်ဖက်ရွာကိုရောက်နေခဲ့ပါတယ်တစ်ဖက်ရွာမှာကသူ့ရဲ့အမျိုးတွေရှိတာပေါ့အကြောင်းကတော့အဲ့ဒီရွာမှာရှိတဲ့သူ့ရဲ့အတော်တယောက်ကနေမကောင်းအတော်ဖြစ်နေတဲ့အတွက်သတင်းသွားမိတာပါဒါပေမဲ့တိတ်ပြီးမစိုးရင်ရတော့ပဲစိတ်ချသွားတဲ့အတွက်တာလာလည်းညအုပ်ပိုင်းလောက်မှာပဲအိမ်ကိုပြန်ခဲ့ပါတယ်အိမ်မှာကလည်းအမေတယောက်တည်းဆိုတော့စိတ်မချတာလည်းပါတာပေါ့ဒီလိုပြန်လာတဲ့လမ်းကတော့လေကွင်းတွေကိုဖြတ်ပြီးပြန်လာရတာပါသွားလာနေကြလမ်းတော့မဟုတ်ပါဘူးသူတို့သွားနေကြရိုးရိုးလမ်းကနေသွားရင်တော့အချင်းကြာမှဆိုလို့လေကွင်းတဲကနေဖြတ်ပြီးပြန်လာခဲ့ခြင်းပါဒါပေမဲ့လက်အယောင်ကအနှဲငယ်လင်းနေလေတော့တာလာလည်းမကြောက်မိပါဘူးပြီးတော့သွားနေကြမဟုတ်ပေမဲ့ဒီရွာမှာမွေးဒီရွာမှာကြီးဆိုတော့ကြောက်စိတ်လည်းမရှိဖြစ်ပါဘူးဒီလိုနဲ့လေကွင်းတွေကိုဖျက်လာခဲ့ပြီးတော့အတန်ကြာမှတော့မိမိနေတဲ့ရွာကိုလှမ်းမြင်နေရတဲ့အနေအထားကိုရောက်နေပါပြီဒီတော့ဆက်မသွားသေးပဲလမ်းမှာခဏထိုင်ကနားနေလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဟိုတနေ့ကယာထဲမှာခြေထောက်ခောက်လဲထားတဲ့အတွက်ညာဘက်ခြေထောက်ကနည်းနည်းနာနေလို့ပါမဟုတ်ရင်တော့သူတို့လိုတောသူတောင်သားတွေအတွက်တော့ဒီလမ်းဒီခီလောက်ကတော့အပြော့ပါပဲဒီလိုနားနေရင်တာလာကဘာရင်မဟုတ်ပါဘူးဟိုဒီကြည့်လိုက်ပြီးတော့အတော်ဝေးဝေးခက်လန့်လန့်ကနေအကောင်ကြီးတစ်ကောင်ပြေးလာတဲ့ပုံသဏ္ဍာန်ကိုလှမ်းမြင်တွေ့လိုက်ရပါတော့တယ်ဒီတော့ဘာလဲမသိဘူးဆိုပြီးအသာကြည့်နေမိလိုက်ပါတယ်ဒါပေမဲ့ထင်ထင်ရှားရှားတော့မတွေ့ရသေးဘဲနဲ့မဲမဲတံတန်ကြီးတစ်ခုကပြေးလာနေတဲ့လိုမျိုးသားမြင်နေရတဲ့အတွက်စိတ်ထဲမှာတော့စိုးရိမ်တကြီးဖြစ်သွားခဲ့ပြီးတော့သူထိုင်နေတဲ့ဂသိန်းရိုးပေါ်ကနေဆင်းလိုက်ပြီးလေခွင်းတွေကစပားပင်တွေကြားမှာဝင်နေလိုက်ပါတယ်လေတွေကရိတ်တော့မဲ့ဆဲဆဲအချိန်လေးဆိုတော့လူတစ်ယောက်ပုံနေလို့ရပါတယ်ဒီလိုဝင်ပုံနေရင်လည်းအရှိမပြေးလာနေတဲ့မဲမဲအကောင်ကြီးကပို့ပြီးတော့ခဏနေမြင်ရတဲ့အခါမှာတော့တာလာတစ်ယောက်ကြောရိုးလေးမှာစိတ်ကနေဖြစ်သွားပြီးတော့စက်သိန်းတွေလည်းဖြန်းကနေထလာခဲ့ပါတော့တယ်သူတွေးလိုက်ရတာကလူတစ်ယောက်ပုံသဏ္ဍာန်မျိုးပါပဲဒါပေမဲ့လူတစ်ယောက်ထက်နည်းနည်းလေးပိုကြည့်ပြီးတော့မဲမဲအယောင်ကြီးပါပြီးတော့လက်ချင်းတစ်ဖက်ကလည်းရှီတလုံးနားလားအထိခြေချနေတာကိုလှမ်းတွေးလိုက်ရပါတယ်မျက်နှာကိုတော့တဲတဲကွဲကွဲမတွေးလိုက်ရပါဘူးသူလည်းရုတ်တရက်ဆိုတော့ဘာလို့ရမှန်းမသိခဲ့တော့အဲ့ဒီလက်တန့်ချစ်ချင်းနဲ့မဲမဲအကောင်ကြီးကလှုပ်နဲ့ပြေးသွားနေတာကိုတွေ့နေရတာပါပြီးတော့အဲ့ဒီအကောင်ကြီးရှီတလန်းလှမ်းလိုက်တိုင်းမှာမြေကြီးတွေတောင်တုန်ခါသွားသလိုပါပဲတားလားလေရင်တထိတ်ထိတ်နဲ့ကြီးနေခဲ့ရတာပါဒါဟာဘာကြီးလဲနာဘဝမကောင်းဆိုးဝါးကြီးလားမသိတော်ကြပုံနေတဲ့နေရာကိုဆင်းချလာရင်တော့ဒုက္ခပဲဆိုပြီးတွေးကြောက်နေမိခဲ့တာပါဒီတော့သူလည်းမျက်တောင်မခက်ရဲပဲနဲ့စက်သိန်းထားနေလျက်နဲ့စက်ကြည့်နေခဲ့ပါတယ်ဂသိန်းရိုးတိုင်းမသွားပဲနဲ့သူရှိနေရဘက်ကိုဆင်းချလာရင်ပြေးဖို့ကိုလည်းအသင့်ပြင်ထားခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီကောင်ကြီးကအောက်ကိုတော့ဆင်းမလာပဲနဲ့ဂသိန်းရိုးအတိုင်းတလုံးလုံးနဲ့ပြေးသွားပြီးတော့ခလန်လမ်းမှာရှိတဲ့မကြီးပင်ကြီးတပင်ပေါ်ကိုဖြတ်ကနေခုန်တက်သွားပြီးတော့ပျောက်သွားတာကိုလည်းတွေးလိုက်ရပါတယ်အဲ့ဒီခါမှာတော့တာလှလည်းနှလုံးတွေရင်တွေတုံကခေါင်းတွေလည်းကြီးလာသလိုဖြစ်နေခဲ့ပါတယ်ဒါဆိုသိကြနေပါပြီဒါကြီးကတရေတစီတကောင်ဖြစ်လိမ့်မယ်အပင်ပေါ်တက်ပြီးပျောက်သွားပါလားဖယားဒီအပင်ကြီးပြီးကနေငါဖြတ်သွားရမှာပဲဘလို့လို့ရပါမလဲတာလှလေဒီလိုတွေးကတော်တော်လေးကြောက်လန့်နေခဲ့ပါတယ်လမ်းကလည်းဒီတလမ်းပဲရှိတာ
လဲကွင်းတွေထဲကလည်းဖြတ်သွားလို့မရဧကနာဒီအပင်ကြီးမှနေတဲ့တရေကြီးလားမသိဘူးဆိုပြီးတွေးလိုက်မိပါတယ်ရှေ့တောက်ကလည်းနာနေတော့ပြေးနိုင်ပါမလားလို့စိုးရိမ်နေမိပါတယ်နောက်ဆုံးတော့မထူးတော့ပါဘူးငါရတဲ့ဖျားစာသားရုပ်ပြီးပြေးတော့မယ်ဆိုပြီးစိတ်ကိုအားတင်းကကသိန်းရုပ်ပေါ်ကိုပြန်တက်လိုက်ပါတော့တယ်စိတ်ကိုတင်းထားပေမဲ့တကယ်တမ်းကျတော့လေကြောက်နေမိပါသေးတယ်တင်းနဲ့တုံးလို့သူ့ဘာသာရေးရုပ်ပြီးတော့ရာသမျှဖျားစာတွေကိုခက်မြက်မြက်ရုပ်ကပြေးနိုင်တဲ့လောက်တော့ပြေးထွက်ခဲ့ပါတော့တယ်ဒီလိုနဲ့အဲ့ဒီမေမေအကောင်ကြီးတက်သွားတဲ့အပင်နာကိုအရောက်မှာတော့ကြော်ယူတဲ့ပိုစိတ်လာသလိုဖြစ်လာခဲ့ပြီးတော့စက်သိန်းတွေလည်းတစ်ပြင်းပြင်းနဲ့ပိုထားလာခဲ့ပါတယ်ဖျားစာရွတ်နေပေမဲ့စိတ်ထဲကတော့ကြောက်နေတဲ့အတွက်ဖျားစာလည်းဟိုရောက်တယောက်နဲ့အစီငုံတဲတော့ပါဘူးတားလာလည်းရှီတောက်ကနည်းနည်းနာနေပေမဲ့သူ့ခမမနာရဲပဲနဲ့အဲ့ဒီပင်ကြီးနာကိုကြော်အောင်ပြေးလာခဲ့ပါတော့တယ်ဒီလိုပြေးရင်းနဲ့အပင်ကြီးကိုကြော်လာလေတော့စိတ်ထဲမှာတော့အနှင်းငယ်အကြောက်ပြေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပင်ပေါ်ကနေဂျိုးကနေကျွတ်ကနေနဲ့ကြားလိုက်ရလေတော့ပြေးနေရင်နဲ့ပင်အပင်ကြီးပေါ်ကအတန်ကြားလိုက်လို့ပြန်လဲပြီးအကြည့်မှာတော့ဟင်ဟိုမဲမဲအကောင်ကြီးအပင်ပေါ်ကနေဆင်းလာတာပါလားအမလေးဖေးရအော်ဟိမိလိုက်ပါတယ်သူ့နောက်လဲအကြည့်မှာတော့တွေးလိုက်ရတာကတော့မဲမဲတဲ့အကောင်ကြီးကအပင်ပေါ်ကနေဆင်းချလာတာကိုတွေးလိုက်ရပြီးတော့သူပြေးနေတဲ့နောက်ကိုလှုပ်လီလှုပ်လဲနေပြေးလိုက်လာတာကိုထိတ်လန့်ဝယ်တွေးလိုက်ရပါတော့တယ်တာလာလေပြေးလိုက်အနောက်ကိုလှည့်ကြည့်လိုက်နေအဲ့ဒီမဲမဲအကောင်ကြီးမှာတော့သူကြည့်နေရင်တဖြည်းဖြည်းကြီးလာတာကိုတွေးလိုက်လေတော့အရင်ကားထက်ပိုကြောက်မိပြီးတော့အာယုကပိုပြေးလိုက်ပါတော့တယ်သူကြည့်နေရင်အဲ့ဒီကောင်ကြီးကတဖြည်းဖြည်းနဲ့ကိုကြီးလာတာပါဒီတော့တာလာခမခြေထောက်နာနေတာကိုပင်သတိမရနိုင်တော့ပါဘူးစက်သိန်းတွေလည်းနေရာအနှံ့ထကရင်တွေလည်းဒုံတုံနဲ့ပိုတုံလာပြီးတော့ကဲကြပါအောင်တရေကြီးပြုတ်တရေကြီးကဲကြပါအောင်ကျွန်တော်နောက်ကိုပြေးလိုက်လာလို့ပါအဲ့ဒီလိုအသက်ကောင်အော်ဟစ်ကပြေးနိုင်တယ်လို့ပြေးလိုက်ပါတော့တယ်ဗဇက်ကလည်းအော်ဟစ်ပြီးပြေးလာခဲ့တာပါဒါနဲ့ရွာထိပ်ကိုရောက်သွားတော့မှရွာထိပ်ကအိမ်တွေကထွက်ကြည့်ကြပြီးတော့တာလာမှန်းသိတော့အတင်းပြေးခေါ်ကြပါတယ်တာလာဟေးတာလာဘာဖြစ်လို့လဲဒီလိုဝိုင်းမိကြပေမဲ့တာလာခမရင်တွေတုံပြီးတော့မောနေတဲ့အတွက်တရေလျှောက်တယ်ဆိုပြီးဒီလောက်ပဲပြောနိုင်ပါတော့တယ်နောက်တော့အဲ့ဒီနာကလူတွေကပဲတာလာကိုအိမ်ထိဝိုင်းဝန်းကပို့ဆောင်ပေးခဲ့ကြပါတော့တယ်ကဲအဲ့ဒါပဲဟေးငါလည်းတော်တော်ကြောက်သွားတာကွာခြေထောက်နာတာကလည်းပိုနာလာတယ်ကွာအခုတော့ခြေထောက်နာလို့အလုံးမစင်းနိုင်ဘူးကွာအေးဗျာကိုတာလာရဲ့ကျွန်တော်နားထောင်ရင်နဲ့စက်သိန်းတောင်ထားမိတာဗျာကျွန်တော်လည်းကိုတာလာပြောတာကိုနားထောင်နေရင်ကြောက်ရှက်လာမိပါတော့တယ်ညာဘက်အသွားလာဆင်ကျင်လီမှပဲငါသာဆိုအသက်ထွက်မှာပဲဆိုပြီးတွေးလိုက်ခါကိုတာလာကိုဆက်ပြီးမိလိုက်ပါသေးတယ်ကိုတာလာအဲ့ဒီကောင်ကြီးကအပင်ကြီးမှနေတဲ့နာဘဝတစေတရေလားမသိဘူးနော်အေးကွာမသိတော့ပါဘူးညာကငါ့ကိုများမိသွားရင်ဘလို့ဖြစ်မလဲတော့မသိဘူးပြန်ပြောရင်းနဲ့တောင်ကြက်သိမ်းထားတယ်ဟိဒါတော့နည်းနည်းဝင်းနေတို့မျက်နှာကိုမတွေ့ရတာတွေ့ရင်တော့အကြောက်လွန်ပြီးတေးတော်သေးသွားမလားမသိပါဘူးကွာဒီတော့ကျွန်တော်လည်းစဉ်းစားမိတယ်ဗျအပင်ကြီးမှနေတဲ့တရေကြီးလားဒါမှမဟုတ်ကြုံကြိုက်လို့များချောင်းလန့်သွားတာလားဆိုတော့မတွေးတတ်အောင်ပါပဲဘလို့ပဲဖြစ်ဖြစ်ဒီအကြောင်းကကျွန်တော်တို့ရွာမှာကြုံတော့ကြုံခဲ့ဖြစ်ခဲ့တဲ့အကြောင်းလေးပေါ့ဗျာကျွန်တော်လည်းကိုတာလာနဲ့စကားပြောနေကြတာအတော်ကြာသွားခဲ့ပါပြီထမင်းစားချိန်အောင်ရောက်တော့မေးဒီတော့အိမ်ပြန်ထမင်းစားပြီးတော့အဖေနဲ့အတူຢာတဲ့ကိုသွားရအောင်မဆိုတော့ကိုတာလာကိုနှုတ်ဆက်ပြီးတော့အိမ်ကိုသာပြန်ခဲ့ပါတော့တယ်ခေါင်းထဲမှာတော့အဲ့ဒီအကြောင်းတွေကမထွက်တော့ဘူးပြို့တွေးမိရင်အခုထိကြောက်ချမ်းနေမိတော့မှာပဲပြည်သက်များစဉ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီနေ့ရဲ့ဇလန်လေးတွေကိုအခုလိုပဲအဆင်ပြေပြီးတော့မှနားဆင်အားပေးကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာလည်းပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ပြည်သက်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်